ညီကိုဒီနေ့နဲ့မြန်မာစံတော်ချိန်2နာရီခွဲမှာမန်စီးတီးနဲ့နယူကာဆယ်တို့ရှင်ပြိုင်ကစားကြမှာပါမန်စီးတီးရဲ့အိမ်ကွင်းနောက်ဆုံး9ပွဲမှာ9ပွဲလုံးနိုင်တာပြီးနယူကာဆယ်ရဲ့အဝေးကွင်းနောက်ဆုံး9ပွဲမှာ3ပွဲနိုင်2ပွဲရှုံးထားပါတယ်ဒီနေ့တင်ရဲ့ထိုက်တွေ့ဆုံမှုနောက်ဆုံး9ပွဲမှာမန်စီးတီးဟာ3ပွဲနိုင်2ပွဲသိရင်နဲ့နယူကာဆယ်ကတစ်ချိန်နိုင်ထားပါတယ်မန်စီးတီးအိမ်ကွင်းမှာနယူကာဆယ်နဲ့တွေ့ဆုံမှုနောက်ဆုံး22ပွဲဆက်မရှုံးခဲ့ပဲနောက်ဆုံး16ပွဲဆက်လည်းမန်စီးတီးကနိုင်ထားပါတယ်။နယူကာဆယ်မှာဒဏ်ရာရပြဿနာတွေများနေတဲ့အပြင်ဒီနေ့ပွဲမှာသူတို့ရဲ့အသင်းကောင်းဆောင်ဘရူနိုဂီမာလက်စ်မပါဝင်နိုင်တာကြောင့်မန်စီးတီးကွင်းလယ်ကိုရှင်မှုခက်ခဲအောင်မှာပါ။ဒီနေ့ပွဲမှာမန်စီးတီးကနေဘော်ဒီ1ပေါင်1.10 9ပေါင်3လုံး40ပေးရပြီးနယူကာဆယ်ကတကူရနိုင်ပေမဲ့3ဂိုးသွင်းနိုင်စံမန်စီးတီးမှာရှိပါတယ်။နယူကာဆယ်ရဲ့ခံစစ်ပိုင်းကလည်းအားနည်းနေတာကြောင့်မန်စီးတီးဘော်ဒီပဲကြိုက်ပါတယ်။နောက်တစ်ပွဲကမြန်မာစံတော်ချိန်9နာရီခွဲမှာကစားမယ်ချက်စီးနဲ့ဘန်လီတို့ပွဲစဉ်ဖြစ်ပါတယ်။ချက်စီးရဲ့အိမ်ကွင်းနောက်ဆုံး9ပွဲမှာ3ပွဲနိုင်2ပွဲသိရင်နဲ့2ပွဲရှုံးထားပြီးဘန်လီရဲ့အဝေးကွင်းနောက်ဆုံး9ပွဲမှာ2ပွဲနိုင်2ပွဲသိရင်နဲ့2ပွဲရှုံးထားပါတယ်။ဒီနေ့တင်ရဲ့ထိတဲ့တိတ်ဆုံမှုနောက်ဆုံး9ပွဲမှာချက်စီးက3ချိန်နိုင်2ချိန်သိကြထားပါတယ်။ချက်စီးဟာနီးပြလေးသက်သက်မှာကိုတင်အားကိုရက်လက်ပိုင်အောင်တိုးတက်လာနေပါတယ်။ခက်စင်ပိုင်းကတော့ဂိုးတွေပြန်လည်ခွင့်ပြုပေးရတတ်ပါတယ်။ဘန်လီဟာလည်းနောက်ဆုံးပရီးမီးယားလိအဝေးကွင်း23ပွဲဆက်ဂိုးတွေပေးခဲ့ရပါတယ်။ဒီနေ့ပွဲမှာလည်းချက်စီးကနေဘော်ဒီ2ပေါင်25 9ပေါင်3.50ပေးထားပြီးချက်စီးတို့ဂိုးပြတ်နိုင်ပွဲဖြစ်ပါတယ်။ဘန်လီတို့တကိုရနိုင်ပြီး9ပေါင်စီ3.50မှာ9ပေါ်ပဲကြိုက်ပါတယ်။